ကဘာမျက်နှာအပုပ်ဆုံးကြောင့်သို့မဟုတ်ပါလက်စ်ကတ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းကြီးဖြစ်ပါတယ်ဒီနေ့တော့ပါလက်စ်ကတ်သို့မဟုတ်မာနူးတွေ့ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာသူတို့ဟာကက်စပီယန်ပင်လယ်မှသည်တိဘက်နှင့်မွန်ဂိုလီးယားအထိအမြင့်ပေ15000ကျော်အထိရှိသောတောင်ကုန်းတောင်တန်းများနှင့်ကြောက်ဆောင်ထူထပ်သောဒေသများတွင်နေထိုင်ကြပါတယ်ထူးခြားသောရုပ်သွင်လက္ခဏာများဒီကြောင်လေးတွေဟာအခြားတောကြောင်တွေနဲ့လုံးဝမတူတဲ့အချက်တွေရှိပါတယ်ကြောင်များစုဟာအလင်းရောင်ထဲမှာမျက်လုံးတငယ်အိမ်ဒေါင်းလိုက်အဆင်းဖြစ်သွားပေမယ့်သူတို့ကတော့လူတွေလိုပဲအဝိုင်းပုံစံကျုံသွားပါတယ်ကမ္ဘာကြောင်မျိုးနွယ်ထဲမှာအမွှေးအထူဆုံးဖြစ်ပါတယ်အေးဆက်တဲ့ရာသီဥတုကိုခံနိုင်ရရှိအောင်သူတို့ရဲ့ဘိုင်းနဲ့အမီးပိုင်းကအမွှေးတွေဟာကြောဘက်ကထက်2ဆလောက်ပိုရှည်ပါတယ်။နရွက်တွေကဘေးဘက်ကိုကပ်နေပြီးအောက်ဘက်ကိုနှိမ့်နှိမ့်လေးတည်ရှိပါတယ်။ဒါတွေဟာကြောက်ဆောင်ကြားမှာပုံအောင်နေတဲ့အခါရန်သူဒါမှမဟုတ်သားကောင်တွေကသူတို့ရဲ့နရွက်ကိုအလွဲတကူမမြင်နိုင်အောင်တဘာဝကဖန်တီးပေးထားတာဖြစ်ပါတယ်။သူတို့ရဲ့မျက်နှာတိဆောက်ပုံဟာအမြဲတမ်းစိတ်တိုနေတဲ့ပုံဒါမှမဟုတ်ကြောင်တောင်ပုံစံပေါက်နေတာကြောင့် was Grambius Cast လို့လည်းတင်စားကြပါတယ်အမှုချင်းနဲ့အစာအာဟာရသူတို့ဟာမြန်မြန်မပြေးနိုင်ကြပါဘူးဒါကြောင့်ကြောက်တုံးတွေနောက်မှာပုံနေပြီးသားကောင်တွေကိုချောင်းမြောင်ဖမ်းဆီးရတာကိုပိုနှစ်သက်ကြပါတယ်အဓိကအားဖြင့်ပီကာကြွက်နဲ့ငှက်ငယ်လေးတွေကိုစားသုံးကြပါတယ်။သူတို့ဟာတကောင်တည်းနေတဲ့သတ္တဝါတွေပါ။မြေခွေးတွေဒါမှမဟုတ်အခြားတိရစ္ဆာန်တွေတူးထားတဲ့မြေချင်းအဟောင်းတွေကြောက်ဆောင်တွေကြားမှာနားနေတတ်ကြပါတယ်။သူတို့တွေဟာနှင်းတော်ထဲမှာရက်နေတဲ့အခါခြေတော်လေးတွေကိုအေးဒဏ်ကနေကာကွယ်ဖို့သူတို့ရဲ့အမွှေးထူထူအမီးပေါ်မှာတင်ထားတတ်ကြပါတယ်မျိုးပွားခြင်းသူတို့ရဲ့မျိုးပွားပုံဟာသူတို့နေထိုင်တဲ့အလွန်အေးမြတဲ့ရာသီဥတုနဲ့ကိုင်ညီအောင်တဘာဝကဖန်တီးပေးထားတာဖြစ်ပြီးအခြားကြောင်တွေနဲ့ရှင်ရင်တိုးတောင်းပြီးထူးခြားပါတယ်တစ်နှစ်မှာတစ်ကြိမ်ပဲမျိုးပွားလေးရှိပြီးများသောအားဖြင့်ဖေဖော်ဝါရီလကနေမတ်လအတွင်းမှာဖြစ်ပါတယ်အမတွေမျိုးအောင်နိုင်တဲ့ကာလဟာအရန်တိုတောင်းပါတယ်24နာရီကနေ48နာရီအတွင်းသာရှိသောကြောင့်ဒီအချိန်အတွင်းမှာအထီးနဲ့အမဟာအမြန်ဆုံးတွေးဆုံဖို့လိုအပ်ပါတယ်ကိုဝင်ဆောင်ချိန်ဟာ66ရက်ကနေ85ရက်ခန့်ကြာမြင့်ပါတယ်ဧပြီလသို့မဟုတ်မေလမှာသားပေါက်ပါတယ်ဒီအချိန်မှာရာသီဥတုကနည်းနည်းပြန်နှွေးလာပြီးအစာရှာဖွေရပိုလွယ်ကူတဲ့အတွက်သားပေါက်လေးတွေရှင်သန်နိုင်ဖို့အခွင့်အရေးပိုများပါတယ်။တစ်ခါပေါက်ရင်ပြန်များ3កောင်ကနေ6កောင်အထိပေါက်တတ်ပါတယ်။တစ်ခါတရံမှာ8កောင်အထိလည်းပေါက်တတ်ကြပါတယ်။ဒီနေ့တော့ပါလက်စ်ကတ်သို့မဟုတ်မာနူးတွေရဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။ဒီဘလော့ကိုကြည့်ရှုပြီးမာနူးတွေရဲ့အကြောင်းကိုပုံမနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Channel ကို Subscribe, Like, Comment, Share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။